အားလုံးပဲမင်္ဂလာပါဘာဆန်လာအမှန်နေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့် preview လုပ်သွားပေးမယ့်ပွဲလေးကတော့တနင်္ဂနွေနေ့ညမြန်မာစံတော်ချိန်9:45မှာရှင်ပြန်ကစားသွားမယ် Real Madrid နဲ့ Barcelona ရဲ့ Clasico ပွဲစဉ်လေးပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီပွဲမှာကျွန်တော်တို့ရဲ့နီးပြိုင် Hansi Flick ပါဝင်နိုင်မှာမဟုတ်ဘူးသူအယူခံတင်တာပယ်ရှက်ခံရတယ်တီယန်ကိုအန်ကန်တာပဲဒီနီးပြအနေနဲ့ဒီကွင်းပေးမှာပါလာမယ်လို့ကျွန်တော်အနေနဲ့သတင်းတွေရထားရပေါ့နော်ဆိုတော့ဒီအသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဒီသင်းနှစ်သင်းကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ယာတီပေါ့နော်ယာတီရဲ့ဟိုယာတီမှာတော့ကျွန်တော် Real Madrid ကနေပြီးတော့ Barcelona ကိုအချိန်ချင်းအနိုင်ရရှိခဲ့တဲ့အနှစ်မှာတော့မနစ်တော် Hansi Flick ရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ Barcelona အနေနဲ့၄ချိန်ဆက်တိုက်ကိုအနိုင်ရရှိခဲ့တယ်ပေါ့နော် Real Madrid ကို La Liga မှာလည်းကိုပြည့်ပဲတိတ်ထားရပေါ့ဆိုတော့ဒီ Super Cup တို့ကျွန်တော်တို့ Copa del Rey ဒီပွဲစဉ်တွေမှာလည်းကျွန်တော်တို့ဟာReal Madrid ကိုအနိုင်ရရှိထားတယ်ပေါ့နော်ဆိုတော့အခုနှစ်မှာရော Barcelona အနေနဲ့ Real Madrid အင်္ဂလိပ်မှာတွားရောက်ပြီးတော့အနိုင်ရရှိနိုင်ပါဦးမလားပေါ့နော်ပထမဆုံးအနေနဲ့ Real Madrid ရဲ့ form ကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်အောင် Real Madrid ဒီအရင်ကောင်းနေတာလည်းမဟုတ်ဘူးအရင်ခြေစွမ်းညံ့နေတာလည်းမဟုတ်ဘူးဒါပေမဲ့ Real Madrid ဟာသူရဲ့ဒီ stable ဖြစ်တယ်ပေါ့နောက်ပြီးတဖြည်းဖြည်းတရိပ်နဲ့တိုးတက်နေတဲ့အသင်းဖြစ်တယ်ဇာဗီအလွန်ဆိုရဲ့လက်ထက်မှာသူဟာ modern football style ကိုလည်းဆော့နေတဲ့အသင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပြောချင်တာကတော့ညီကိုနော်နီးစနစ်ပိုင်းနီးဗျူဟာပိုင်းနဲ့ strategy ကြသူအလုံးလုံးနေတာကိုကျွန်တော်တို့တွေ့ရတယ်ကွင်းလေခံစစ်အကုန်မျှပြီးတော့ပေါ့နော်သူနိုင်တဲ့ပွဲကိုနိုင်အောင်ကစားတယ်သူပဲပုံမှန်လေးပဲသွားနေတဲ့အသင်းလို့ကျွန်တော်အနေနဲ့ယူဆလို့ရရပေါ့နော်တည်ငြိမ်နေပေါ့နော်တစ်ဖက်ကဘာစီလိုနာကျွန်တော်တို့ဘာစီလိုနာအသင်းကတော့အဲ့လိုမဟုတ်ဘူးသူကအဆုံးနှစ်ဖက်ပဲအရန်ကောင်းနေတဲ့အချိန်ရှိတယ်ဆိုးနေတဲ့အချိန်ရှိတယ်ဆိုတော့ကကျွန်တော်တို့မှာအားတာရတဲ့တိုက်စစ်ပိုင်းလည်းရှိသလိုပွဲတိုင်းနီးပါပေါ့နော်ဂိုးပေးနေရတဲ့ခံစစ်ရှိတယ်ဆိုတော့ဒီပွဲမှာလည်းကျွန်တော်ထင်ပါတယ်ဂိုးတွေကတော့များအောင်ပါပဲပေါ့နော်တစ်ဖက်က အမ်ဘာပေရိုလည်းဂိုးတွေပြန်သွင်းနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့အဲ့တော့ထင်မြင်မိတယ်ပေါ့နော်ဘာစီလိုနာနဲ့ Real Madrid ရဲ့ဒီခုနှစ်ရာသီမှာတော့ Real Madrid ကဘာစီလိုနာထက်2မှတ်အသာနဲ့ဇေယျထိပ်ကိုဦးဆောင်ထားတယ်ကျွန်တော်ဘာစီလိုနာကဒုတိယနေရာမှာပေါ့လာလီဂါမှာတော့ညီကိုတို့သိတဲ့အတိုင်းပဲ Atletico နောက်ပြီး Real Madrid ဘာစီလိုနာဒီ3သင်းပဲဦးစားပေးဆိုတော့ဒီလိုမျိုးကျွန်တော်တို့ head to head အခြေအနေတွေမှာကျွန်တော်အနိုင်ရထားဖို့လိုတယ်ဘာစီလိုနာအနေနဲ့လည်းပေါ့နော်ဆိုတော့ခုနပြောသလိုပဲကျွန်တော်ဘာစီလိုနာဟာပွဲစဉ်တိုင်းကို highlight နဲ့အသုံးပြုတယ်ဆိုတော့မိနစ်ကတော့Real Madrid နဲ့ပွဲမှာကျွန်တော်ထင်ပါသေးတယ်4-0နဲ့မသိဘူး Real Madrid အင်္ဂလိပ်မှာကျွန်တော်အနိုင်ရရှိခဲ့ရတယ်ဒီပွဲမှာလည်းကျွန်တော်တို့အနေနဲ့ဒီကျွန်တော်တို့ highlight ကနေပြီးတော့တောက်လျှောက်သွင်းတာပေါ့နော်ဆိုတော့ဒီ Vinicius သွင်းလိုက် Mbappe သွင်းလိုက်ပေါ့နော်လူကျိုးနေလို့သာကျွန်တော်တို့ခံစားခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲက4-0နဲ့နိုင်တာကျွန်တော်တို့ဟာentertainment နဲ့ကြီးခဲ့ရတဲ့ပွဲလို့ပြောလို့ရတယ်ပေါ့နော်မိနစ်တော့ကတော့ကျွန်တော်တို့ရဲ့ highlight တွေ offset track တွေကိုလာလိကအသင်းတွေအနေနဲ့ family ကအရင်မဖြစ်သေးဘူးလို့ကျွန်တော်အနေနဲ့ယူဆတယ်အခုနှစ်မှာတော့အသင်းငယ်လေးတွေအစားကျွန်တော်တို့ရဲ့ highlight ကိုဘယ်လိုထိုးဖောက်ရမလဲကျွန်တော်တို့ဘလိုတွေကောင်တာတွေပြန်ဆော့ရမလဲဘလိုတွေလူကျုံထောင်ချောင်းတွေဘလိုထွက်ပြေးသွားရမလဲဆိုတဲ့ဟာကိုအချိန်ချင်းပြထားခဲ့ပြီးဖြစ်တယ် PSG ဆော့နေတဲ့ man to man present ဒီ marking ပေးပြီးတော့ဆော့တဲ့နီးစနစ်တွေရှိရဲနောက်ပြီးကျွန်တော်တို့အနေနဲ့ second runner တွေအနေနဲ့ပြေးပြီးတော့လဲကျွန်တော်တို့ highline ကိုဆော့တာလည်းရှိရဲနောက်ပြီးကျွန်တော်တို့ second ball တွေကောက်ပြီးတော့ပေါ့နော် long ball တွေနဲ့ကျွန်တော်တို့ထိုးဖောက်တာလည်းအများကြီးရှိတယ်ကျွန်တော်တို့က set beat တွေမှာလည်းအားနေတယ်ဘာဆိုလိုနာနေတယ်ဆိုတော့ခုနှစ်မှာလည်းကျွန်တော်ထင်ပါတယ်ဇာဘီလွန်ဆိုကတော့တေချာပဲနီးစနစ်ကြကျွန်တော်တို့ရှင်းကပ်လာမယ်လို့ယူဆတယ်ပေါ့နော်ဆိုတော့အသင်းငယ်လေးတွေအစဂျီရိုနာတို့ဟိုအသင်းလေးတွေဒီကျွန်တော်တို့ Ryan Vallecano တို့ပေါ့ဒီအသင်းတွေအစကျွန်တော်တို့ရဲ့အားနည်းချက်ကို weak point ကိုကောင်းကောင်းသိနေတဲ့အတွက်ကြောင့် Real Madrid လို့အသင်းကြီးအနေနဲ့လည်းကျွန်တော်တို့တေချာပဲသူ tactical ကြရှင်းကပ်လာမယ်လို့ယူဆတယ်ဘာစီလိုနာအနေနဲ့ဘလို့မျိုးပြင်ဆင်မလဲဆိုတော့ကျွန်တော်အနေနဲ့ဒီရင်ကုန်မိတယ်ပေါ့နော်ခုနှစ်မှာ highlight မတီးမငြိမ်ဖြစ်တယ်ကျွန်တော်တို့နောက်တန်းကိုဒီ counter attack တွေအရန်ကောင်းတဲ့ဒီကစားသမားတွေပေါ့နော်ရပွဲရလက်ကိုအချိန်မွေးပြောင်းလဲလာတဲ့ Mbappe တို့ Vinicius တို့ကအကြိုက်နဲ့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဒီ highlight ကိုသူတို့ဘလို့မျိုးကင်တွယ်ဖြည့်ရှင်းမလဲဆိုတာကျွန်တော်စိတ်ဝင်စားမိတယ်ဒီတွက်လည်း Hansi Flick အနေနဲ့ပေါ့နော်တေချာပြင်ဆင်လာမယ်လို့ယူဆတယ်ဆိုတော့ပြစ်နိုင်ပွဲလူစင်းလေးကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်အောင်ဘာစီလိုနာအနေနဲ့ကိုသမားတော့ Chesney ပေါ့ကျွန်တော်တို့ RB နေရာမှာတော့ Hules Conde LB မှာတော့ကျွန်တော်တို့ရဲ့လူကန်ကစားသမား Alejandro Balde ပါလာမယ်ဒီနေ့မှာတော့နောက်ပြီးရင်တော့ကျွန်တော်ကတော့ဒီနေ့မှာ Eric Garcia နဲ့ Pau Cubarsí တဲ့ Ronald Araujo ပဲထည့်ပြီးသုံးစီခြင်းတယ်ပေါ့နော်ဒါမှကျွန်တော်တို့အနေနဲ့ face ကလည်းရှင်းနိုင်မယ်ဒီ Mbappe တို့ Vinicius တို့ဘာပဲဟုတ်ပေါ့နော်ညီကိုတို့နော်စွန်စားမှမယ်လို့ကျွန်တော်ထင်တယ်ဒီနေ့မှာ Eric Garcia အနေနဲ့ကသူ့အနေနဲ့နည်းနည်းလေးတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ကျွန်တော်ကတော့ Ronald Araujo ထည့်စီခြင်းနဲ့ Pau Cubarsí နဲ့ထိတိုက်တွဲဆိုမှာပါ Mbappe တို့ Vinicius Junior တို့ရဲ့ PR တွေကို Eric Garcia နဲ့ Pau Cubarsíဘလို့မှမှီမှာမဟုတ်ဘူးဆိုတော့ဘာပဲဖြစ်ဖြစ်တော့ကျွန်တော်ကတော့ Ronald Araujo ဒီနေ့30ခြင်းနဲ့နီးပြလည်းကျွန်တော်အနေနဲ့3လာမယ်လို့ယူဆတယ်ပေါ့နော် Marcus Alonso နဲ့ Pedri ပဲကျွန်တော်အနေနဲ့အထိုင်းလာမယ်လို့ယူဆတယ်ညတောင်မှာတော့လမိုင်းရမယ်ပေါ့
Family လို့ပဲဘယ်တောင်မှရွှေ့ပြီးတော့ကျွန်တော်တို့ဒီ attacking midfield ဆန်49ဆန်ဆော့နေတဲ့ကျွန်တော်တို့ရဲ့ဒီ Frankie De Jong ပေါ့ Frankie De Jong ကတော့ဒီ attacking midfield နေရာမှာပါလာမယ်လို့ယူဆတယ်နောက်ပိုင်းမှာလိုသလိုဒီ battery နဲ့ Frankie De Jong နဲ့နေရာရင်းဆွတ်ပြီးတော့ switch change မယ် battery Frankie De Jong Family လို့ပဲနေရာတွေအများတန်းပြောင်းပြီးတော့ဆော့သွားမယ်လို့ယူဆရပေါ့နော်တိုက်စစ်မှုနေရာမှာ Marco Rashford ဦးဆောင်လာမယ်လို့ထင်တယ်ကျွန်တော်ဆိုတော့ Ferran Torres အနေနဲ့လည်းဒီနေ့မှာပြန်လဲပါဝင်လာဖြစ်ရှင်တော့မှသူနောက်ပိုင်းမိနစ်တွေမှာပဲပြန်လာမယ်လို့ကျွန်တော်ပါဝင်လာမယ်လို့ယူဆရပေါ့နော်Alvaro Carreras နဲ့ကျွန်တော်တို့ဒီလမိုင်းရမယ်ရဲ့ထိတ်တဲ့တွေးဆိုမှုလဲတိတ်ဝင်စားစရာပဲဘာလို့ဆိုတော့မိနစ်တော်လဲ Benfica နဲ့ကျွန်တော်တို့တွေ့မှာပါပဲဖြစ်တော့ Alvaro Carreras အနေနဲ့လမိုင်းရမယ်ကိုအတိုက်အတာတစ်ခုထိယူနိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ယူဆရပေါ့နော်ဆိုတော့နောက်ပြီး Valerian နဲ့ Pedri ရဲ့အားပြိုင်မှုတွေ့ရမယ်ဒီနေ့မှာစိတ်ဝင်စားစရာပဲဒီဘက်မှာ Pogba စီနဲ့ကျွန်တော်တို့ Mbappe တို့ရဲ့ထိတ်တဲ့တွေးဆိုမှုတွေတွေ့ရှိရမယ်ဆိုတော့တစ်ဖက်မှာကျွန်တော်တို့ Barcelona ရဲ့အခုနှစ် highlight ဟာမတည်မြဲဖြစ်နေတဲ့အတွက်ကြောင့်စိုးရင်ရတဲ့ဘာဆိုကိုဖြစ်သွားနိုင်တဲ့အနေအထားကြီးဖြစ်နေတယ်မိနစ်တုန်းက highlight ကကျွန်တော်တို့အနေနဲ့တည်ငြိမ်နေတဲ့အချိန်တွေမှာတော့မှ MLB ကအချိန်ချင်းသွင်းပြနေတာဆိုတော့နောက်ဆုံးပွဲစဉ်ထင်ပါတယ်ဆိုတော့ 3-4 လားမသိဘူးဒီချိန်မှာတော့မှ MLB က hat-trick သွင်းသွားသေးတယ်နော် MLB ကကျွန်တော် Barcelona တွေ့ရင်အများအားဒုက္ခပေးနေတဲ့ကစားသမားဆိုတော့ကျွန်တော်တို့ဒီဘက်ကလမိုင်းရမယ်ဘယ်လောက်ထိလုပ်ပြနိုင်မလဲMarco Rashford ဘယ်လောက်ထိလုပ်ပြနိုင်မလဲ Marco Rashford Family လို့ပွဲတို့ကတော့ကျွန်တော်အနေနဲ့စိတ်ချပြီးသားပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင်ကျွန်တော် highlight ကတစ်ဖက်ရဲ့ counter attack မှာအဲ့ line မြင့်နေတော့ကျွန်တော်ခံရမှာပဲကျွေးရမှာပဲတော့နော်ဟောတိုက်စစ်ကဘယ်လောက်ထိဂိုးသွင်းနိုင်မလဲပဲကျွန်တော်အနေနဲ့ယူဆမယ်ဂိုးကတော့ပေးရမယ့်အနေထားဖြစ်တယ်ဂိုးများမယ်ပေါ့နော်ဆိုတော့ညီကိုတို့ဘယ်လိုထင်လဲကျွန်တော်ဘာဖြစ်လို့ဒီ highlight ပြောနေလဲဆိုတော့ဒါကကျွန်တော်တို့ရဲ့ weak point ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်အမြဲတမ်းပြောဖြစ်နေတာပေါ့နော်ဆိုတော့ကဒီဟာကြီးကို Mbappe နဲ့ Vinicius ကိုဘယ်လိုထိမလဲဆိုတာကြီးကစိတ်ဝင်စားစရာပဲဂိုးကတော့များမှာပဲ Real Madrid ရဲ့အိမ်ကွင်းမှာဒီ Hansi Flick နဲ့ကျွန်တော်တို့ဇာဘီလွန်ဆေးအားပြိုင်မှုညီကိုတို့ဘယ်လိုထင်လဲ Real Madrid နဲ့ Barcelona ပွဲစိတ်ဝင်စားစရာတကယ်ကောင်းတယ်နော်ဆောပွဲဆိုတော့ကျွန်တော်တို့လက်မလို့စင်နေပေါ့နော်ညီကိုတို့တော့ဒီစနစ်အားပြိုင်မှုကိုပဲဦးစားပေးပြီးတော့ကြီးမယ်ဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုမျိုးခင်းချင်းလာမယ်ဆိုတာစိတ်ဝင်စားနေပြီပေါ့နော်ညီကိုတို့ကဲကျွန်တော် Barcelona ကန်ကောင်းပါစီပေါ့နော်ဆိုတော့ညီကိုတို့ကျွန်တော် Barcelona ပရိသတ်တွေဒီဘောလုံးချေပရိသတ်တွေရောကျွန်တော်ရဲ့comment အောက်မှာညီကိုတို့ရဲ့အထွေးအမြင်ဘယ်နှကိုသွင်းမလဲပေါ့နော် Barcelona အနေနဲ့ဦးနှစ်လဲ4 စီးနဲ့ပြန်ကြမ်းပြနိုင်မလား3 စီးနဲ့ကြမ်းပြနိုင်မလား Real Madrid အကွင်းမှာဆိုတော့မျော်လင့်နေပေါ့နော်ညီကိုတို့လူမစုံဝင်မဲ့လဲကျွန်တော်တို့ကကြမ်းပြနိုင်တယ်ပဲချိန်မဟုတ်ဘူးပေါ့နော်ဆိုတော့အိပ်ပေါက်နဲ့ဖားကောက်သလိုတော့ဖြစ်နေတာပေါ့နော်ညီကိုတို့ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါဦးကြည့်ကြည့်ပေးတဲ့ညီကိုတွေအားလုံးတူချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ